ဒီလိုကလည်းကွာကြာလိုက်တာ哦ဟဲ့ဟာဘာလို့မို့ချိန်ပြန်လာတော့မနေ့ကလေတစ်ခေါက်တွဲပြီးသွားပြီဒီနေ့ကိုမအားဘူးလို့ပြောတယ်လေအလုံးလုံးနေရတယ်အတုတ်တုတ်နေတာမဟုတ်ဘူး 你们是给啥去了不？ ကဲပြောဆိုကိုမအချိန်သိမ့်မရဘူးနည်းနည်းပြောသွားတော့မယ်ဘာကိစ္စ 我这帮谁会带呀没？ ဘာစီဝတ်တဲမှာ 还是有这帮白鸡嘛照路？ ဘလို့ပိုက်ကြီးမှာကြောက်လို့တော့ဟာမနေ့ကတခါပဲတွေ့တာဖက်တာပိုက်ကြီးစီရလားဟဲ့ညီရလေ 先平了平咱们了喏，先这帮男的嘞，男的话们对面那多久变男比着？ အေးလေဖက်ပြီးတော့နမ်းနမ်းတာလေသိရလေဘယ်နဲ့တန်းတဲ့ဟာတွေဟိုထဲကမပါဘူးလေအဲ့ဒါပိုက်ကြီးစီရ 先不表明呢，别人啊搬家里头我追着我嘞。 အော်အဲ့ဒါကြောင့်ပြောပါတယ်တဲ့ကမြန်မာစကားတွေမြန်မာစစမချိပါနဲ့လို့စိတ်ကူးရင်လည်းဘာမှမဖြစ်ဘူးစိတ်မပူနဲ့နော် အဲ့ဒါမပြီးသေးဘူးအိမ်ရောက်တော့လေထမင်းဆိုင်နဲ့ပြို့သေးတယ်အန်သေးတယ် ပြောမှာပေါ့အမ်းမှာပေါ့မနေ့ကလေးကစားလိုက်တဲ့အစားတွေမာလာရှမ်းကိုတွေရောရှမ်းခောက်ဆွေးတွေရောဟမ်ပြီးတော့ရေခဲမုံတွေရောသင်းမိုးသီးထောင်းတွေရောတောက်လျှောက်စားတာလေဒီအဲ့ဒါအမ်းပြီပေါ့အစားမကျေတော့ မသိဘူးနော်ကျမမေမသိအောင်မနဲ့ရှောင်လဲရတယ်မေသိကျမစုခန်းလေဦးမယ်အဲ့တော့ရှင်ကျမစိတ်ဝက်တိုက် ဟောက်ခွာပဲဖေးဆေးဝေတဲ့မလို့ဘာဆေးမပါဘူး ရှင်ကစိတ်ကုမ္ပဏီကပစ္စည်းတွေကိုဒလဘာရီပို့နေတဲ့သူပဲရှင်အိတ်ထဲမှာစိတ်တစ်ခုခုတော့ပါမှာပါတဲ့စိတ်တိုက်ခက်လိုက် ငါပါတဲ့စိတ်တိုက်လို့မရဘူးလေအဲ့ကိစ္စကဘာမှမဖြစ်ဘူးစိတ်ပူနေပါနဲ့ဘာဆေးမှတောက်เสียရမလို့ ဟိုဘာမှဖြစ်မရမှာကြောက်ပိုက်ကြီးမှာပဲကြောက်ပိုက်ဆုံးမှာပဲပေးရှင်အိတ်ကိုကျမကြည့်မယ်ပေး ဆေးမပါဘူးလို့ပြော ဟိုတင်းကြည့်အောင်မယုံရှင် ဟာတဲတော့တောက်ရမယ်ဆေးမပါဘူးဟာ ဝေးပြေကိုဟောဒီစိတ်ထားလိုက်မယ်ကျမ ဟဲ့မရဘူးအဲ့ဆေးယူလို့မရဘူး မရောက်ဒီစိတ်တောက်ထား မ လိုက် ရဘူးဒါဖမ်းကွန်းရဆိုင်ရဦးမင်းကိုသွားပွားမှာဒါယောက်ျားလေးတွေတောက်ရတဲ့ဆေးဒီလေးတွေတောက် ဒီစိတ်လေးကိုလာပြီးမရောတွန့်တိုးနေသေးတယ်အတိတောက်လိုက်တော့ မင်းကလေးတွေတောက်လို့ရတဲ့ဆေးမဟုတ်ပါဘူးဆိုမှဖမ်းကွန်းရဆိုင်ဦးမင်းကို9ရက်တစ်ပတ်တစ်ခါသွားပွားရတဲ့ဆေးအဲ့ဒါ तू တောက်မဲ့ဟာ ဘာစိတ်နေတောက်လိုက်မယ်စိတ်တစ်ခုခုပြင်ပြီးတာပဲနော်ကိုမရှိပြီးတာပဲသွားအားနေလေ မပြီးရောကွာအဲ့ဆိုလေသွားတော့မယ် ဒီစိတ်လေးတိုက်ဖို့ကြီးကိုနှမျောတွန့်တိုးနေရအဲ့ဒါကြောင့်ယောက်ျားတွေကိုစိတ်ကုန်လိုက်တာပတ်ကူမပတ်သက်ချင်တာ